အားလုံးပဲမင်္ဂလာပါကျွန်တော်ဓာတ်ပုံတစ်ပုံခေါ်ထားပါတယ်တောက်ခတ်ထားပါတယ်အဲ့တော့ဒီခုကျွန်တော်ရွေးချယ်ထားတော့ဘာ2လဲဆိုရင် right click နှိပ်ပြီးကြည့်လိုက်မယ်ဆိုရင် single row market 2ကိုကျွန်တော်ရွေးချယ်ထားတာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေလည်းတကယ်လို့ဒီနေရာမှာဒီလိုရွေးချယ်ထားခဲ့တယ်ဆိုရင်ကျွန်တော်တို့ဒီ single row market 2လေးကိုလာရွေးချယ်ပေးပါဒီဘိုင်းမှာ single row market 2ဘယ်လိုအလုပ်လုပ်တယ်ဆိုတော့ပြောပြမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ပထမအဆုံးဒီ plate back ချမ်းမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ဓာတ်ပုံကတော့ခတ်နေရပါတော့အဲ့ပေါ်မှာ right click နှိပ်လိုက်ပါနှိပ်ပြီးတော့ဒီ duplicate layer ဆိုလေးကိုထိပေးလိုက်ပါဒါဆိုရင်ဒီခုပေါက်ကြလာနေများ okay နှိပ်ပေးလိုက်ပါဒါဆိုရင်ဒီ layer ဘက်မှာ background layer copy ဆိုပြီးတော့ရလာတာကိုတွေ့ရမယ်ပေါ့နော်သူကဓာတ်ပုံတစ်ပုံမှာ left click တစ်ချက်ထိလိုက်တာနဲ့ကိုထိတဲ့နေရာမှာ row ဆိုတဲ့အတိုင်းအတန်းမြင့်ချောင်းလေးကတွေ့နေရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘယ်နေရာကိုတန်းကျင်လဲဆိုတော့ကျွန်တော်တိဖို့လိုပါတယ်ဒီခုကျွန်တော်ဒီအပင်ကိုအရိပ်ပုံစံဒီဘက်မှာလာထည့်ချင်တယ်ပေါ့နော်ဒီခုတူလည်းရှိရတော့ရှိနေပါတော့ဒါမဲ့ပြန်လုပ်ကြည့်မယ်ထည့်လိုက်ပြီဟောဒါဆိုရင်ကိုထိတဲ့နေရာမှာသူကဒီလိုပုံစံလေးမြင်းပုံစံလေးလာရလာပေါ့နော်ရလာပြီဆိုရင်ကျွန်တော်တို့right click နှိပ်လိုက်ပါ right click နှိပ်ပြီးတော့ဒီ transform selection ဆိုတာလေးကိုကျွန်တော်တို့ဒီပေါက်ထဲရွေးချယ်လိုက်ပါရွေးချယ်ပြီးတော့ကိုကဘယ်လို block ထိကို transform လုပ်ချင်လဲတတ်မှတ်ပေးလိုက်ပါကျွန်တော်ဒီအပင်ထိပဲ transform လုပ်ချင်တာဖြစ်တဲ့အတွက်ဒီလောက်လေးကိုကျွန်တော်တတ်မှတ်လိုက်ပြီနောက်ပြီးတော့ရင်မိတ်ဆွေက enter ခောက်ချင်ခောက်မခောက်ချင်ဆိုရင်ဒီ2 option ပါဒီအမှန်ချစ်လေးကိုနှိပ်ပေးပါဗောနော်ဒါဆိုရင်ဒီလိုပုံစံ selection area ရလာပြီဆိုရင်ကျွန်တော် right click ထပ်နှိပ်လိုက်ပါထပ်နှိပ်ပြီးတော့ဒီ free transform ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့ဒီပေါက်ထဲအောင်ရွေးချယ်ပေးပါဒါဆိုရင်ဒီခုလိုပုံစံပြန်ပြောင်းသွားဆိုရင်ကျွန်တော်တို့ကဒီအပေါ်ဆုံးဟာလေးနဲ့ဒီလိုပုံစံလေးလုပ်ပေးလိုက်ပါဗောနော်ကိုထားခြင်းတဲ့အနေထားလောက်ထိချိန်လိုက်ပါဗောနော်ထူပါအကုန်လုံးထားလိုက်မယ်ရပြီဆိုရင်ကျွန်တော်တို့က enter ခောက်ခြင်းခောက်မခောက်ဘူးဆိုရင်ဒီအမှန်ချစ်လေးပြန်ချစ်ပေးလိုက်ပါဗောနော်ဒါဆိုရင်ဒီလိုပုံစံလေးရလာပါဗောနော်ဒီခုမြင်နေရတော့ single row market 2ကိုအသုံးပြုပြီးတော့ရလာတဲ့ဓာတ်ပုံပုံစံလေးဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်